Hello မမတို့ရေဒီနေ့လေ BK ကဝင်တဲ့ DMN တစ်စိချီဆွဲပေါင်းမီလေးနဲ့မိတ်ဆက်မယ်နော်ဒီတစ်ခေါက်ကတော့မမတို့ရေ तू ကအောက်ကားလေးပေါ့နော်အောက်ကားလေးမှာဒီလိုအဖျားနားလေးမှာစာလေးနေနဲ့နော်မိတ်ကာလာလေးတွေမိတ်ဆက်မယ်ဈေးလေးတွေပြောပြမယ်ရှင့်ဇိုးပြထားတာမမတို့ရေအသားရောင်လေးပေါ့နော်သူကအသားရောင်လေးဒီလိုအိတ်ကက်ကလေးနဲ့ခါပတ်လေညှို့ကျူးပေါ့နော်သူကဘောင်းမီစက်ကတ်ဆက်ဆံပေါ့မမတို့ရေဘောင်းမီရဲ့အရှည်က35လက်မပါသူကကြလို့ရှိရင်ခါကြလို့မရေခါ site တွေကောင်းတယ်တင် site တွေကောင်းတယ်မမတို့ရေသူကခါပတ်လေဒီလိုမျိုးခါပတ်လေညှို့ကျူးပေါ့နော်ခါပတ်လေညှို့ကျူးသူညှို့ကျူးကလည်းလုံးဝမတင်းနေသူတို့ပြော့လေးနော်တင်ကလည်း55တင်50ကောင်5ခုမှလေဒီလိုလေးဆွဲသေးတယ်နော်ပြီးတော့ဒီလိုမျိုးလေးအောက်ပိုင်းလေးကဒီလိုဘောင်းမီစက်ကတ်လိုကကားလေးရှေ့မှာအိတ်ကက်လေးပါမယ်နော်မတို့ဈေးနှုန်းလေးက4900မတို့ပေါင်ချင်းဆိုလို့ရှိရင်လေပေါင်ချင်းက140ထက်လောက်ဝတ်ပေးပေါ့နော်ပေါင်ချင်း140ကနေ180 190ထိဝတ်လို့ရတယ်နော်ဒါလေးကခိုးပြရောင်လေးပါဒါလေးကကြတော့အုတ်ကျိုးလေးလဲခေါ်မှာပေါ့နော်တချို့တွေကြတော့ဒီလိုမျိုးလေးဟိုပန်းတခွားပဲလဲသွားတာပေါ့နော်ဒါလေးကပန်းတခွားရောင်လေးပါနောက်တစ်ရောင်လေးကနက်ပြာလေးပါမတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပါတယ်ရှင့်ဒါကနက်ပြာရောင်လေးပါမတို့ရေနောက်တစ်ရောင်လေးကတော့အနက်ကလေးနော်အနက်ကလေးကတော့ဗာလေးနဲ့ဝဝအားလာတယ်နော်သူပန်းထိုးလေးတွေနဲ့ဒီလိုပန်းချစ်ထိုးလေးတွေပါဒါအနက်ရောင်လေးပါရှင့်နောက်တစ်ရောင်ကတော့ပန်းနူလေးပေါ့နော်ဒီပန်းနူလေးဆိုလို့ရှိရင်လေကာလာလေးကလေတအားလှတယ်သူကချီဆွဲဖြစ်တဲ့အတွက်ကာလာလေးတွေကနှစ်ကလေးနဲ့လှတယ်နော်ဒါကပန်းနူလေးပါဒါနောက်ဆုံးတစ်ရောင်လေးကအညိုလေးပေါ့နော်သူ့ညိုလေးကလည်းလှတယ်နော်ညိုရောင်လေးပါရှင့်အမတို့ရေကျေးဇူးတင်ပါတယ်